သမီးလေးဖေဖေတို့သွားတော့မယ်သမီးကတကယ်မလိုက်ဘူးလားဟမ် ဟိုကနေတို့ပိုင်စနို့မလိုက်ဘူး သမီးဘာလို့ဒီလိုတွေလုပ်နေတာလဲsorry ပါသမီးလေးဟာဖေစိတ်နည်းနည်းလွတ်သွားလို့နော်သမီးဝမ်းမနေနဲ့နော်ဝမ်းမနေနဲ့ဒါဆိုဖေသူတို့လိုက်ပို့လိုက်အောင်မယ်သမီးအဒီမမေမေနဲ့နေနေရပင်းတရားကိုတစ်ခေါက်မှရောက်ဘူးတော့မဟုတ်အဲ့ဒါကြောင့်ဖေကလိုက်ပို့ရတာသမီးလေးဒီတစ်ခေါက်မလိုက်ဘူးဆိုရင်နောက်တစ်ခါဖေနဲ့တူသွားမယ်နော်သမီးဟောမငုံနဲ့လေသမီးကနော်သမီးလေးသမီးကိုဖေပြောရရှိတယ်သမီးဘဝပေးထားတဲ့ရတနာတက်တာတေချာသိမ်းထားရလားအဲ့ဒီရတနာတက်တာတေချာသိမ်းထားတော့သမီးဘယ်သူမှလည်းမမြင်စေနဲ့ဘယ်တော့မှလည်းထုံးမဝင်နဲ့သမီးဖေပြောတာကိုနားလည်လား